မိုဘိုင်းလီဂျန်လောကမှာတန်မိုးအကြီးဆုံး scale effect အလားဆုံး collection point အများဆုံးလို့ပြောလိုက်ရင် legend skin တွေဆိုတာကို Mobile Legends ဆော့တဲ့ line ကတည်ပါတယ်ဒီနေ့ရဲ့ content ကတော့ Mobile Legends ရဲ့ legend skin တွေတဲ့14ကောင်မြောက်ဖြစ်တဲ့ Alpha ရဲ့ Rebanance of Rose ဆိုတဲ့ event နဲ့ပတ်သက်ပြီးတော့ပြောစရာတွေအတိပေးကြတွေအများကြီးကရှိနေပြန်တယ်အတိပေးကြတွေဆိုတာကဒီ event ကို join မယ်ဆိုတဲ့သူတွေတေချာနားမလည်ဒီ event နဲ့မလုပ်တင်တာတွေမလုပ်ဖို့နဲ့မလိုအပ်ဘဲနဲ့ diamond တွေကိုမသုံးမိစေဖို့အဓိကရည်ရွယ်ပါတယ် event ရဲ့ draw ကိုကြည့်ပြီးတော့ diamond 1000တောင်သုံးရမှာလား legend skin တကောင်ရဖို့ဆိုရင် diamond 1000တောင်သုံးရမှာပေါ့ငါဘယ်လိုတက်နိုင်မှာလဲလို့တွေးမိမှာပဲဒီလိုတွေးမိတာကမထူးဆန်းပါဘူးကျွန်တော်လည်းအစကတွေးမိခဲ့ပါတယ်ဒါပေမဲ့ကျွန်တော်မှာ diamond 4000အောင်နဲ့ရနိုင်မယ်ဝက်ဖဲတစ်ခုကိုရှာတွေ့ထားပါတယ်ဒီဝက်ဖဲကိုသုံးဖို့တက်ကိုအချက်3ချက်ကိုလိုပါတယ်ဖိတ်ရှိရမယ်ဇွဲလုံးလားရှိရမယ်ဒီခံနိုင်ရမယ်ဒီအချက်တွေကိုလုံနိုင်တယ်လို့ဆိုရင်တော့ legend skin ရဖို့တက်ကို80%အမခံပါတယ်ဒါဆိုရင်ကျန်တဲ့20ကရောလို့မေးရင်တော့ကန်ကိုပဲလက်ညှိုးထိုးပြရလိမ့်မယ်တခုပြောချင်တာကအခုကြည့်နေတဲ့သူတွေက diamond ကိုရေလိုသုံးနိုင်တယ်လို့ဆိုရင်တော့ဓာတ်ရိုက်လိုက်ရင်တော့ diamond 9000နဲ့1000ကြားကုန်နိုင်တယ်လို့ဒီထက်လဲပိုကုန်နိုင်ပါတယ်ဒါမှမဟုတ်ကျွန်တော်ရဲ့အကြံပေးချက်အတိုင်းလုံးမဲ့သူဆိုရင်တော့ဒီကြားလေးအာယုံစိုက်ပေးဖို့မှာချင်ပါတယ်အရင်ဆုံးအနေနဲ့ event ရဲ့ level ပုံနဲ့မဖြစ်မနေတည်ထားရမယ့်အကြောင်းအရာတွေမလုပ်တဲ့အချက်တွေကိုအရင်ဆုံးပြောမယ်event ရဲ့ပုံစံကတော့ Nolan ရဲ့ Double 11 event ရဲ့ပုံစံနဲ့ဆင်တူပြီးတော့ထူးခြားသွားတာကတော့ Legend Skin ရဲ့ event ဖြစ်တာကြောင့် viewer တွေလည်းအတော်လေးများစွာကိုတွေ့ရတယ်။ event ရဲ့ draw အနေနဲ့က1 draw နဲ့10 draw နှစ်ခုရှိပြီးတော့1 draw ကိုပုံမှန်အဖြစ်ဆိုရင်တော့ diamond 100နဲ့လဲရမှာဖြစ်ပြီးတော့ daily draw အနေနဲ့က diamond 50နဲ့နေ့တိုင်းလဲလို့ရမှာဖြစ်ပါတယ်။10 draw ကိုတော့ပုံမှန်အဖြစ် diamond 1000နဲ့လဲရမှာဖြစ်ပြီးတော့First stand draw အနေနဲ့က diamond 900နဲ့တစ်ချိန်ပဲလဲခွင့်ရှိမှာဖြစ်ပါတယ်။ပထမဆုံးအချိန်10 draw လဲမယ်ဆိုရင်တော့ special skin မဟုတ်ရင်တော့ဒီချက်ပိုကောင်းတဲ့ skin ရဖို့အတွက်အာမခံထားပါတယ်။ draw လဲတဲ့အခါရလာနိုင်တဲ့အရာတွေဖြစ်တဲ့ price pool ထဲမှာဆိုရင် Alpha နဲ့ Gunibia တို့ရဲ့ legend skin က2ကောင် Moscow နဲ့ Hanabi တို့ရဲ့ All Star skin က2ကောင် Kufra, Demon နဲ့ Harley တို့ရဲ့ Quality skin 3ကောင် Limited Lucky Box skin က5ကောင် Atomic Squad, Sparky Squad Amor Squad နဲ့ Launchie Fan တွေအတွက် Stand Squad အပြင်မှာ Daiqui ရဲ့ Live နဲ့တခြား Epic Skin, Special Skin, Elite Skin နဲ့ Basic Skin အပြင်မှာ Emote တွေ U-Right ပဲ Token နဲ့ EXP Card, Magic Potion, Fragment တွေအပြင်မှာဒီ event အတွက်အရေးပါတဲ့ Symbol Crown အခု90အထိ reward တွေများစွာပါဝင်ပါတယ်။ Draw လဲမယ်ဆိုရင်တိထားရမှာက Draw Rate နဲ့အစားထိုးပြင်ရမယ့် Symbol Crown တွေရဲ့ပမာဏပဲဖြစ်ပါတယ်။ event ရဲ့ Draw Rate အနေနဲ့ကLegend, All-Star, Collector, Lucky Box နဲ့ Exclusive Epic Skin တွေရဲ့ပေါက်နိုင်ကြီးက 0.003%, Epic Skin ရဲ့ပေါက်နိုင်ကြီးက 0.012%, Special Skin ရဲ့ပေါက်နိုင်ကြီးက 0.15%, Elite Skin ရဲ့ပေါက်နိုင်ကြီးက 1%, Basic Skin ရဲ့ပေါက်နိုင်ကြီးက 10%, တခြားအရင်တွေကတော့ 65.835%, Symbol Crown တွေကတော့ 23% အထိရမယ်ဆိုတော့ Skin တွေရဲ့ပေါက်နိုင်ကြီးကအရင်နေပေမဲ့skin လဲဖို့အတွက်အဓိကကျတဲ့ Symbol Crown လေးတွေက 23% အထိပါတဲ့အတွက်အဆင်ပြေလို့ပြောလို့ရပါတယ်။ draw လဲတဲ့အခါမှာအခုလိုရှိပြီးသား skin တွေပြတ်ပေါက်ခဲ့မယ်ဆိုရင်တော့အစားထိုးအနေနဲ့ Symbol Crown တွေကိုပြင်ရမှာဖြစ်ပြီးတော့ Legend Skin ဆိုရင်တော့ Crown 400, All-Star, Collector, Lucky Box နဲ့ Exclusive Epic Skin တွေဆိုရင်တော့ Crown 200, Yo-Yo Epic Skin ဆိုရင်တော့ Crown 80, Special Skin ဆိုရင်တော့ Crown 50, Elite Skin ဆိုရင်တော့ Crown 20, Basic Skin ဆိုရင်တော့ Crown 10ခု Battle Emote ဆိုရင်တော့ Crown 3ခုဆိုပြီးတော့အစားထိုးပြင်ရမှာဖြစ်ပါတယ်အခုလို draw တစ်ချိန်လက်ရင် wish score က10ခုရပါတယ်တန်း draw ဆိုရင်တော့ score 100ပါအခုလို score တွေရလာပြီဆိုရင်တော့ skin box တွေကတစ်ခုကိုယူရမှာဖြစ်ပါတယ်တတိထားရမှာတစ်ခုကဒီ box တွေကတစ်ချိန်ပဲယူလို့ရမှာဖြစ်ပါတယ်common box ကိုယူမယ်ဆိုရင်တော့ basic skin တစ်ခုကိုပဲရမှာဖြစ်ပါတယ်ဘောက်တွေတစ်ခုပြီးတစ်ခုအဆင့်မြင့်သွားပြီးကိုယ့်ရဲ့ squeeze score ကအများဆုံးရပြီဖြစ်တဲ့ဘောက်ကိုယူရမှာဖြစ်ပါတယ်။ score 200ဆိုရင်တော့ common ဘောက်ဖြစ်ပြီးတော့ basic skin တွေကိုပဲရမှာဖြစ်ပါတယ်။ score 400ဆိုရင်တော့ rare ဘောက်ဖြစ်ပြီးတော့ဒီထဲက special skin ပေါက်နိုင်ကြီးက33% နဲ့ elite skin ရဲ့ပေါက်နိုင်ကြီးက67% ရှိပါတယ်။ score 900ဆိုရင်တော့ epic ဘောက်ဖြစ်ပြီးတော့ epic skin တစ်ကောင်ကိုကြီးနေရမှာဖြစ်ပါတယ်။ score 950ဆိုရင်တော့ legendary ဘောက်ဖြစ်ပြီးတော့ဒီ skirt တွေကကိုယ်မှမရှိသေးတဲ့တစ်ကောင်ကို random အနေနဲ့ရမှာဖြစ်ပါတယ်။ score 1000ပြည့်ပြီဆိုရင်တော့ mythic ဘောက်ကိုရမှာဖြစ်ပြီးတော့ lucky ဘောက်ရဲ့ပေါက်နိုင်ကြီးကတော့
77%ကော်လတာရဲ့ပေါင်းလင်ကြီးကတော့23%အထိရရှိမှာဖြစ်ပါတယ်။ draw ပုံမှန်လက်ယုံနဲ့ simple crown တွေထည့်ရနိုင်မယ့်နေရာတစ်ခုကတော့ draw river ပါဒီထဲမှာ draw 15ချိန်ပြည့်ရင်တော့ crown 15ခုရမယ် draw 20ပြည့်ရင်တော့ crown 15ခု draw 30ပြည့်ရင်တော့ crown 15ခု draw 40ပြည့်ရင် crown ခု30 draw 50ပြည့်ရင် crown ခု30နဲ့ total draw 50ပြည့်ရင် crown 105ခုအထိရမှာဖြစ်ပါတယ်ရရှိလာတဲ့ simple crown တွေကို even shot မှာလဲရမှာဖြစ်ပါတယ် alpha နဲ့ Gunibia တို့ရဲ့ legend skin တွေကိုတကောင်ကို simple crown 1600နဲ့လဲရပါမယ် alpha ရဲ့ rebaned sword တို့ dynamic portrait ကို simple crown 150နဲ့လဲရပါမယ် alpha ရဲ့ rebaned sword တို့ 3 effect ကိုတော့ simple crown 140နဲ့လဲရမှာဖြစ်ပါတယ် Mosco နဲ့ Hanabi တို့ရဲ့ Oscar skin တွေကိုတော့ simple crown အခု800နဲ့လဲရပါမယ် lucky bow sparky squad atomic squad Stan Squad နဲ့ Amor Squad စားတဲ့ limited skin တွေကိုတော့ simple crown ခု600နဲ့လဲရမှာဖြစ်ပါတယ်။တခြား epic skin တွေကိုတော့ simple crown 400 special skin တွေကိုတော့ simple crown အခု300နဲ့လဲရမှာဖြစ်ပါတယ်။ gift တဲ့အခါမှာတော့ကိုယ့်ပါရှိပြီးသား skin တွေကိုပဲ gift လို့ရမှာဖြစ်ပါတယ်။ Alpha Legend event အတွက် free token page က2ကြိမ်လာမှာဖြစ်တယ်လို့ page 1ကို3လပိုင်း29ရက်နေ့ကနေစပြီးတော့4လပိုင်း1ရက်နေ့အထိ3ရက်လာပါမယ်။ Page 2ကို4လပိုင်း9ရက်နေ့ကနေပြီးတော့10ရက်နေ့အထိ3ရက်လာပါမယ်။ Page 1ကို Diamond 900 recharge လုပ်ပြီးတော့ Diamond 900သုံးမယ်ဆိုရင်တော့ total token 18ကက်ရပါမယ်။ Login ဝင်ရင်တကက် Diamond recharge လုပ်ရင်တကက် Diamond 50 recharge လုပ်ရင် token တကက်နဲ့ promo Diamond 50 Diamond 100 recharge လုပ်မယ်ဆိုရင်တော့ token 2ကက်နဲ့ promo Diamond 80 Diamond 250 recharge လုပ်ရင်တော့ token 4ကက်နဲ့ promo Diamond 80 Diamond 900 recharge လုပ်ရင်တော့ token 5ကက်နဲ့ promo diamond 100 diamond 1000 recharge လုပ်ရင်တော့ promo diamond 900နဲ့ emote တစ်ခုရပါမယ် promo diamond ကဒီ event အတွက်သုံးမယ်ဆိုရင်တတိထားရမှာကရှိပါတယ်ဒီကိစ္စကိုတော့နောက်ပိုင်းမှာရှင်းပြထားပါတယ် diamond 250သုံးရင် token 2ကက် diamond 900သုံးရင် token က2ကက်ဒီထဲက diamond 1000ဖြည့်တာကမလိုအပ်တဲ့အတွက်မလုပ်တာကပိုကောင်းပါတယ်နောက်ပြီးတော့ဒီ event နဲ့အတူပါလာခဲ့တဲ့ diamond 9000နဲ့ free token ရတဲ့Mega Draw event ကလည်းရှိနေပါတယ်။ Mega Draw event မှာဆိုရင်22ရက်နေ့ကနေပြီးတော့26ရက်နေ့အထိ9ရက်ကြာပါမယ်။ပုံလေးကတွေ့နေရတဲ့အတိုင်းဆိုရင်ဘောက်တစ်ခုစီက Diamond 1000အတွင်းမှာကန်ဆန်းနိုင်ပါတယ်။ဒီဘောက်ကိုကန်ဆန်းဖို့အတွက်ဆိုရင်ဘေးမှာမြင်တွေ့နေရတဲ့ Mega Draw bundle ကနေပြီးတော့ token လေးတွေကို Diamond နဲ့ပေးဝယ်ရမှာဖြစ်ပါတယ်။ token တစ်ခါဝယ်ရင် Rebaned Sword Road event အတွက်ရနိုင်ပြီးတော့အများဆုံး token 8ခုအထိရနိုင်ပါတယ်ဒီပေါက်လေးတွေကဒီနေ့ကုန်သွားမယ်ဆိုရင်ပေါက်တဲ့သူက10ယောက်အထိရှိမှာဖြစ်ပြီးတော့ Diamond 1000ကိုဒီ10ယောက်ကပဲခိုးယူရမှာဖြစ်ပါတယ်။ Mega Draw event ရဲ့နောက်ဆုံးနေ့26ရက်နေ့ကြာရင်တော့ Diamond 9000ကို3ယောက်ကပဲခိုးယူရမှာဖြစ်ပါတယ်။မွန်တွင်ရဲ့ပြောကြားပုံအရဆိုရင် Lucky Ticket များဝယ်လေ Diamond ရဲ့ပေါက်နိုင်ခြေများတယ်လို့ပြောထားပါတယ်။ဒီ event နဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့အမြင်ကိုပြောရမယ်ဆိုရင်တော့ Diamond ကိုမဖြစ်မနေတုံးရမယ့် event မဟုတ်ပေမဲ့အပေါ်ဆုံးက Diamond 10နဲ့ Diamond 49လုံးကိုဝယ်လိုက်ရင်တော့ token 2ကက်ရမှာဖြစ်တဲ့အတွက်အဲ့နှစ်ခုကိုပဲဝယ်ဖို့အကြံပေးခြင်းတယ်။တခြားຢာတွေက Diamond မသုံးပါနဲ့။နောက်ထပ် token တွေရနိုင်မယ့်နေရာကတော့ Daily Recharge event ပါ။ဒီ event နဲ့အတူတနေ့ကို Diamond 100 recharge လုပ်မယ်ဆိုရင်တော့22ရက်23ရက်နဲ့24ရက်စလုံးတနေ့ကို Diamond 100နဲ့ recharge လုပ်မယ်ဆိုရင်တော့token 3ကက်ရမှာဖြစ်ပြီးတော့22ရက်နေ့ကနေပြီးတော့30ရက်နေ့အထိ10ရက်တီတီတနေ့ကို Diamond 100နဲ့ recharge လုပ်သွားမယ်ဆိုရင်တော့ total token 5ကက်အထိရပါမယ်။အခုလောက်ဆိုရင်တော့ event ရဲ့ level ပုံနဲ့တည်တဲ့နာတွေကိုတီးလောက်ပြီးလို့ထင်ပါတယ်။ဒီအချက်အတွက်ဆိုရင်တော့ကျွန်တော်အရှိကပြောခဲ့သလိုပဲစိတ်ရှိရမယ်၊ဇွဲရှိရမယ်၊တီးခံနိုင်ရမယ်။ဒီအချက်တွေမရှိရင်ကမရနိုင်ပါဘူး။ကဲအဓိကအချက်ကိုသွားမယ်။ပုံမှန်တိုင်းဆိုရင်တော့ Alpha ရဲ့ legend က Diamond 1000ကျော်လောက်ကုန်ပါတယ်။ကျွန်တော်တို့က Diamond ကိုခြေထားမဲ့သူတွေဖြစ်တာကြောင့်အတက်နိုင်ဆုံး Diamond ကိုမလိုအပ်ဘဲနဲ့မသုံးမိအောင်လုပ်ရပါတယ်။ Rebaned Sword Road ကို join တဲ့အခါမှာ First Draw Diamond 900ကိုလုံးဝမသုံးမိပါသေးနဲ့ Daily Draw 50% နဲ့ Diamond 50နဲ့တနေ့ကိုတစ်ချိန်32ရက်တိတိလက်ရင်တော့ Draw 32ချိန်ရပြီးတော့ Diamond ရေတွက်ကတော့1600ရပါမယ်။ Free Token Page 1မှာ Diamond 900သုံးမယ်ဆိုတာပါပါတယ်။အဲ့တဲ့အချိန်ညမှာသာလျှင် First Draw Diamond 900နဲ့လှည့်ပါဒါဆိုရင်တော့ Page 1မှာ Diamond 900ဖြည့်ပြီးရင်တခါလေးလဲသုံးပြီးသားလည်းဖြစ်သွားပါတယ်။ဆိုတော့ Free Token က18ကက်ရသွားပါမယ်။ Page 2မှာတော့ Diamond 900 recharge ဖြည့်ပြီးရင် Diamond 900သုံးတဲ့အခါမှာဒီနေ့ကို Diamond 50နဲ့ Free Token Page 2ရဲ့
3ရက်စလုံးတစ်နေ့ကိုတစ်ချိန်လှည့်ရင်3ရက်ဆိုရင် diamond 153မီတာလည်းဖြစ်မယ်ကြံနေတဲ့ diamond 350ကို starlight ကတ်ဝယ်တာပဲဖြစ်ဖြစ် starlight ဘောက်မှာလှည့်တာပဲဖြစ်ဖြစ် auto crystal လဲဟာပဲဖြစ်ဖြစ်သုံးလိုက်ရင်တော့ diamond 903မီတာလည်းဖြစ်ပြီး page 2လည်း free token ဆက်ရှိခဲ့ရပါမယ်နောက်ပြီးတော့ event တွေကိုဝင်လိုက်ရင် golden match ထဲမှာဆိုရင် free weakness bonus ထဲမှာဆိုရင် daily dash login တက်တွေပုံမှန်လုပ်ပြီးတော့ရလာတဲ့ golden leaf လေးတွေကို free token နှစ်ခတ်အထိလဲလို့ရမှာဖြစ်ပါတယ်ကျွန်တော်ခုပြောတဲ့အတိုင်းလုပ်မယ်ဆိုရင်တော့ daily draw က32ကြိမ် diamond က1600လောက်သုံးရမယ် free token အတွက်က page 1ကို page 2ကိုအတွက် draw 46ကြိမ်သုံးတာက diamond 805ကြိမ် free token က golden leaf နဲ့လဲတာကနှစ်ကတ်ဆိုတော့ diamond က2450သုံးမယ်ဆိုရင် draw 80ရမယ် promo diamond တွေကို rebanded or row event မှာ join မယ်ဆိုရင်အပြေးအဝသုံးလို့ရမှာမဟုတ်ဘူး promo diamond တွေကို 10 draw မှာသုံးလို့ရမှာမဟုတ်ဘဲနဲ့1 draw ကို diamond 100နဲ့ပဲလဲရပါမယ်1 draw ကို diamond 100လဲတဲ့အခါကျရင်လေ promo diamond က80ပဲသုံးလို့ရမှာဖြစ်ပြီးတော့ diamond 20ကိုပါထည့်သုံးရမှာဖြစ်ပါတယ်အဲ့ဒါကြောင့် promo diamond နဲ့10ချိန်ဇက်တိုက်လဲမယ်ဆိုရင်တော့ diamond 200လောက်ကုန်မှာဖြစ်ပြီးတော့ draw 90ကို diamond 2650လောက်တော့ကုန်မှာပါနောက်ထပ် draw token တွေကိုလိုချင်သေးတယ်ဆိုရင်တော့ mega draw event ရဲ့ diamond 10လုံးနဲ့49လုံးနှစ်ခုကိုဝယ်ရင်တော့ draw token နှစ်ခုရပါမယ်ဆိုတော့ total draw ဆိုရင်တော့62ကတ်လောက်ရနေပါပြီအဲ့ဒီအချိန်ကြာမှသာ simple crown ပမာဏကိုကြည့်ပြီးတော့10 draw ထက်လက်တင်လဲဖို့အတွက်အကြံပေးပါတယ် draw 100ပြည့်ရင်တော့ wish code 1000ပြည့်သွားတဲ့အတွက်ကကံကောင်းရင် collector skin ရနိုင်ပါတယ်ဒီလောက်ဆိုရင် diamond ကို1000ဝန်းကျင်လောက်သုံးရမယ့် event တစ်ခုကို diamond 4000အောင်နေရနိုင်နေပါပြီကျွန်တော်အနေနဲ့အခုလို event တွေကိုဘယ်လိုလုပ်ရမလဲဘယ်လို join ရင်တက်တာမလဲဆိုတဲ့အကြောင်းအရာတွေကိုဒီထက်ပိုပြီးသိချင်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ Telegram channel ကို join ခဲ့ပါဒီ channel မှာဆိုရင်နေ့စဉ် mobile legend နဲ့ပတ်သက်တဲ့ latest update ဖြစ်တဲ့အကြောင်းတွေ YouTube မှာ content မတင်ဖြစ်တဲ့ကြားရက်တွေနဲ့ကျွန်တော်ကို mobile legend နဲ့ပတ်သက်ပြီးသိချင်တာမေးမြန်းချင်တာတွေရှိရင်မေးမြန်းနိုင်ပြီးတော့ပြန်ပြီးတော့ဖြေကြားဖို့ကအဆင်ပြေတာကြောင့်ဒီ channel ကို join ခဲ့မယ်ဆိုရင်တော့နောက်ထပ်မရစေရဘူးတော့အာမခံပါတယ် Telegram channel link ကိုတော့ဒီ video ရဲ့ description နဲ့ comment မှာပင်ထောက်ပေးထားပါမယ်ကျွန်တော်ကိုယ်တိုင်ကလည်းအခုလိုအတိုင်းပဲဖောက်မှာမလို့ Alpha ရဲ့ legend skin ရတဲ့နေ့ကျရင်ကိုယ့်နဲ့တပုတ်ပြန်တင်ပေးသွားပါမယ်ကဲဒီနေ့အတွက် content ကတော့ဒီလောက်နေပဲနားပါမယ်ကြည်တာပေါ့ပါနောက် content နဲ့တူပြန်တွေ့ကြတာပေါ့နေဗီယို see you guys